ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာအမှားဆိုတာဒါရိုက်တာတွေအတွက်တော့အချိန်ကုန်ငွေကုန်စေတဲ့အရာပါဒါပေမဲ့တစ်ခါတလေမှာတရုပ်ဆောင်တွေရဲ့မတော်တဆအမှားတွေကနေဇညွန်းတွေထပ်တောင်ပိုကောင်းတဲ့အကိုက်တန်တွေထွက်ပေါ်လာတတ်ပါတယ်ဒီနေ့မှာတော့ခက်လို့အော်ဖို့မေ့သွားလောက်အောင်ကောင်းတဲ့စကားထဲမှာပါသွားခဲ့တဲ့ bloopers တွေအကြောင်းကိုပြောပြပေးသွားမှာပါပထမဆုံးကတော့မင်းသားကြီးလီယိုနာဒိုဒီကာပရီယိုရဲ့အခန်းမှာရန်ကုန်အချင်းစကားထဲမှာသူကလူရုံမှာတတိကြီးအဖြစ်တရုပ်ဆောင်ခဲ့ပါတယ်အခန်းတစ်ခုမှာသူကဒေါ်ရာတကြီးနဲ့ဇပွဲကိုရိုက်လိုက်တဲ့အခါလက်အောက်ကဖန်ခွက်ကိုတိုက်မိပြီးကွဲသွားပါတယ်တကယ်တော့ဒါဟာဇာညွန်းထဲမှာမပါသလိုတွေးထက်တာကလည်းမိတ်ကပ်မဟုတ်ပါဘူးတကယ်တွေးတွေပါဒါပေမဲ့လီယိုကတော့တွေးတွေရွှဲနေတဲ့ကြားပဲတရုပ်ဆောင်မှုကိုမရက်ခဲ့ပါဘူးထွက်လာတဲ့တွေးတွေကိုမင်းသမီးရဲ့မျက်နှာပေါ်သွားတုပ်တဲ့အထိဇက်ကောင်ထဲမှာစီးမျောနေခဲ့ပါတယ်ဒရိုက်တာကလည်းဒီအခန်းကိုစကားထဲမှာထည့်သွင်းခဲ့ပါတယ်နောက်ထပ်အမှတ်တရအခန်းတစ်ခုကတော့ The Dark Knight ထဲက Heath Ledger ရဲ့ Joker ပါဆေးရုံကြီးပောက်ကွဲရမယ့်အခန်းမှာပောက်ကွဲမှုကတဝက်နဲ့တည်းရက်သွားပဲဒါဟာစက်ပိုင်းဆိုင်ရာချိုးယွင်းမှုတစ်ခုပါ Heath Ledger ကတော့ကြာရခတ်မသွားပဲ Joker ပုံစံအတိုင်းခလုတ်ကိုထပ်ခါတလဲလဲနှိပ်ပြီးဘာဖြစ်တာလဲဆိုတဲ့ပုံစံနဲ့ဦးကြောင်ကြောင်လုံးပြနေခဲ့ပါတယ်အဲ့ဒီနောက်ပောက်ကွဲမှုကြီးပြန်ဆလာတဲ့အခါမှာလည်းလန်သွားတဲ့ပုံစံကတပါးတည်းတိုးဆောင်သွားခဲ့ပါတယ်ဒီမတော်တဆမှုကဂျိုကာရဲ့ chaos ဖြစ်တဲ့စိတ်အနေစိတ်ထားပေါ်လွင်စေလို့ရုပ်ရှင်သမိုင်းမှာအကောင်းဆုံးအခန်းတစ်ခုဖြစ်လာခဲ့ပါတယ်နောက်ဆုံးတစ်ခုကတော့ Marvel က Star-Lord ပါ Guardians of the Galaxy ထဲမှာ Photon Orb ကိုပေးဖို့လုပ်ရင်လက်ထက်ကလွတ်ကျသွားတော့မှတ်မိကြမှာပါ Chris Pratt ကတကယ်ပဲလက်ချော်သွားတာပါဒါပေမဲ့သူကချက်ချင်းပြန်ကောက်ပြီးဘာမှမဖြစ်သလိုဆက်သေးဆောင်ခဲ့ပါတယ် Director James Gunn ကဒီမှားကိုကြည့်ပြီးဒါဟာ Star-Lord ရဲ့ကလေးကလားနိုင်တဲ့ဇာတ်ရိုက်နဲ့အရန်ကိုကွက်တီပဲဆိုပြီးစကားထဲမှာထည့်သွင်းခဲ့ပါတယ်ဒီလိုမျိုးမတော်တဆမှုတွေကနေရုပ်ရှင်ကိုပို့ပြီးအသက်ဝင်စေခဲ့တဲ့အခိုက်အတန့်တွေကအံ့ဩဖို့ကောင်းပါတယ်ပရိသတ်တို့ရောဒီ၃ခုအနက်ထဲမှာဘယ်အခန်းကိုအကြိုက်ဆုံးလဲတခြားတည်ထားတဲ့ blooper scene တွေရှိရင်လည်း comment မှာမျှဝေခဲ့ပါဦးနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ရုပ်ရှင်နဲ့ရုပ်ရှင် character တွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာလို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးဗျ